ကလေးမလေးရဲ့အမေဆုံးပါသွားပြီမဲ့သူ့အမေကိုစဉ်းစားစွာပြုစုဆောင်ရှောက်နေစေပါသူ့အမေအတွက်ခောက်ဆွဲတပန်းကန်ကိုလည်းချက်ဖို့လုပ်နေတဲ့ကောင်မလေးဒီရေအေးစလုံးကိုယူရန်ခြေဖြားထောက်ကရက်လိုက်သည်ထို့နောက်ခောက်ဆွဲချောက်ကိုထုတ်ယူပြီးရေထဲသို့ထည့်လိုက်သည်လီထားသောကြက်သွန်မြိတ်အနေငယ်ကိုလည်းဖြန်းပေးပါဒီနေ့နဲ့သူ့အမေအတွက်အသက်ရှိခောက်ဆွဲချောက်အစင်တင်ဖြစ်နေပါပြီအမေကိုအကျန်းခောက်ဆွဲကြွေးတော့မဲ့အချိန်မှာအမေကမလုံးရှက်ဘာစမဖွင့်တာကိုတွေးလိုက်တယ်သူလှုပ်ထားတဲ့ခောက်ဆွဲရရတာမရှိဘူးလို့ထင်တဲ့အတွက်သူ့အမေအတွက်ရေနွေးတပန်းကန်ယူလာပြီးအမေခန္ဓာကိုယ်ကိုနွေးထွေးစေတယ်ဒီအချိန်မှာမိန်းကလေးရဲ့ပခင်ကဟုံးဆက်ပြီးဝါရှင်းစာချုပ်ကိုညဘက်ပြန်သွားတယ်လို့ပြောပါတယ်တိုးတော်လဲကောင်းမလေးသူ့အမေရဲ့အိတ်ဆက်ချင်းကိုနှောင်းရှက်ဖြစ်စေမှာကိုစိုးရိမ်ပြီးဒိုးဒိုးလေးပြောဖို့ပခင်ကိုတောင်းဆိုခဲ့ပါတယ်ဖုံးပြောပြီးဒီနဲ့ကောင်းမလေးအိမ်နံခါကိုခောက်လိုက်သည်အိမ်နီးနားချင်းကအခန်းထဲဝင်သွားတော့အမျိုးသမီးကအဖြူရောင်သူ့နဲ့အုပ်ထားတာကြောင့်အခန်းတွင်အနံ့အသက်တွေအလွန်ဆူရွားနေတာကိုတွေးရှိခဲ့ရပါတယ်ခင်မွန်းဒီမိမြအမားလုံးမိခဲ့ဒီကိုနောက်ဆုံးတွင်တီးလိုက်ရပြီးစိတ်ထဲတွင်အလုံးအောင်တရားသွားသည်လွန်ခဲ့သောနှစ်အနေငယ်ကလူမဲမျိုးသားတဦးသည်အမျိုးသမီးထံသို့ချင်းကလာပြီးသူမိတက်တန်းကိုစွန့်လွတ်လို့တည်၍အလမီသည်ဖြစ်စေငွေကြေးရဖြစ်စေသူမိဆန္ဒကိုဖြည့်ဆည်းပေးနိုင်သည်ဟုဆိုသည်မင်းအမှန်ကသူခင်မွန်းရဲ့အတမွေဝမ်းကြောင်းကိုကြီးပွားစေခြင်းနဲ့တိုးတော်မိမိခင်မွန်းသည်တိစာဖောက်ပြီးဖြစ်ကသူ့ကိုလုံးဝကယူမဆိုင်ကြောင်းတည်သောကြောင့်လူမဲမျိုးသား၏ဆန္ဒသည်အလွန်အားတင်ခဲ့ရသည်တိုးတော်ထိုမျိုးသမီးသည်ခင်မွန်း၏အောင်မြင်သောတမွေဝမ်းကြောင်းအတွက်သူမိတက်တန်းကိုလဲလဲရန်ရွေးချယ်နေစေဖြစ်သည်ဒါရီအားလုံးကချစ်ချင်းမေတ္တာကြောင့်ပဲလေဒါကလူမဲရဲ့စိတ်ဝင်စားမှုကိုနည်းနည်းလေးချက်ချင်းရောသွားစေတယ်သူကအမျိုးသမီးကိုသူနဲ့ဂိမ်းစားခိုင်းပြီးခင်မွန်းဖြစ်သူရဲ့ကုံနီကိုပြိုလဲလူနီးကနေပြန်ခေါ်ဆောင်လာနိုင်ပါတယ်ဒါပေမဲ့ဒီကာလအတွင်းမှာခင်မွန်းဒီကသူ့ကိုထပ်ပြီးချစ်သွားအောင်လုပ်ရမယ်မထိနိုင်ရင်ဒီမှာပဲထိုမျိုးသမီးဒီသူစကားကိုကြားပြီးနောက်ချက်ချင်းပေါ်တူခဲ့တော့လေသူမသိခင်မွန်းချစ်သူ၏အချစ်ကိုမဲနိုင်မှန်းသူမသိခဲ့ပဲနိနေခင်းတွင်အမျိုးသမီးဒီအရသာရှိသောဟင်းကိုစူးစိုက်ချက်ပြုတ်ပြီးခင်မွန်းအတွက်လက်ဆောင်ကိုဂီယူဆိုင်ရွေးချယ်ခဲ့သည်သို့တော်ခင်မွန်းဒီကလက်ဆောင်ကိုချက်ချင်းချလိုက်ပြီးအမျိုးသမီးဒီယခုတမင်ကလုံးနေသည်ဟုဆိုကလင်းတို့နှင့်အတိတ်ကတွေးဆုံမှုသည်သူမအတွက်တမင်ကကြံစီနေခြင်းဖြစ်သည်ဟုဆိုသည်ယောက်ျားသူမကိုဒေါ်ဒရီပြေပြောက်ခါနီးမှာသူ့ဖုန်းကရုတ်တရက်မြည်လာတယ်သူ့ရဲစားဟောင်းနေမကောင်းချစ်ပြီးစေယုံတနေရာကြောင်းတီးခဲ့ရပါတယ်ဖုန်းချပြီးတာနဲ့စေယုံကိုအမြန်သွားဖို့ပြင်ဆင်ခဲ့ပါတယ်သူလုပ်ခဲ့တဲ့အရာကအမျိုးသမီးရဲ့အမြင်မှာလုံးဝကိုမထိုက်တဲ့ပုံပေါ်ပြီးရင်နှုံးကယောက်ျားရဲ့ကုမ္ပဏီဒေဝါလီခံချိန်မှာသူ့ရေးစားဟောင်းကသူ့နဲ့ဆက်အသွယ်ဖြစ်ပြီးနိုင်ငံရဲ့ချကိုတယောက်တည်းသွားခဲ့တာပါအခုတော့သူ့ကုမ္ပဏီပြန်ကောင်းလာလို့ကြောင်တောင်ပြန်ရောက်လာပေမဲ့အဲ့ဒီလူကဒါကိုလုံးဝဂီယူမဆိုင်ဘူးသူ့နှလုံးသားထဲမှာရေးစားဟောင်းပဲရှိတယ်ဒါပေမဲ့သူ့ရဲ့လက်ရှိအောင်မြင်နေတဲ့အလုပ်ကိုင်ဟာတကယ်တော့သူ့မိန်းမကိုမကြိုက်ဆုံးရကြောင်းဆိုတာသူမသိခဲ့ပါဘူး